မင်္ဂလာညချမ်းပါပရိသတ်ကြီးရေဒီနေ့ညမှာတော့ပင်လယ်ပြာနဲ့သွေးစွန်းသောအခန်းဇလန်းရဲ့အပိုင်းနှစ်ပင်လယ်ထွက်ပေါက်မရှိသောညကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘလို့ဆက်ဖြစ်မလဲဆိုတာနားထောင်ကြည့်ကြရအောင်ရေချိုးခန်းတွေကရုပ်အလောင်းကမျက်တောင်တစ်ချက်ခတ်လိုက်သလိုထပ်အောင်ထင်လိုက်မိပြီးမျက်တောင်ပြန်ဖွင့်လိုက်တဲ့အခါဘာမှမရှိတော့ပဲရင်းနှီးနှံ့တွေပဲကြံခဲ့ပါတယ်တငယ်ချင်းတွေကတော့သူမျက်စိမှားတာလို့ပဲဝိုင်းရကြတာပေါ့ဒါပေမဲ့ညတကောင်တနာရီမှာတော့ဖြစ်ပျက်တွေကစတင်လာပါတယ်အခန်းထဲကဒီကအလိုလိုပွင့်လာပြီးလိုင်းမကြည့်တဲ့ static noise အတန်တွေနဲ့အတူပင်လယ်ထဲမှာလူတစ်ယောက်ရေနစ်နေတဲ့ပုံရိပ်တွေပေါ်လာပါတယ်အဲဒီနောက်အခန်းပြင်ဘက်စင်ကြံလန်းကနေတောက်ဆိုပြီးတစ်သားခြေထောက်နဲ့လမ်းလျှောက်နေတဲ့အတန်ကြီးကသူတို့အခန်းရှိမှာရက်သွားပါတယ်ဘသူလဲထက်အောင်ကတကားပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါစင်ကြံလန်းတစ်လျှောက်မှာပင်လယ်ရေတွေအိုင်ထွန်းနေပြီးအခန်းတကားကိုတစုံတစ်ယောက်ကလက်သေးနဲ့ကုတ်ချစ်နေတဲ့အတန်ကိုကြားလိုက်ရတယ်ငါရဲ့အခန်းကိုပြန်ပြီးဆိုတဲ့အရှရှအတန်ကြီးကအခန်းနရံတွေစီကနေထွက်ပေါ်လာပါတယ်သူတို့ကြောက်လန့်တကြားနဲ့အခန်းထဲကနေထွက်ပြေးဖို့ကြိုးစားပေမဲ့အခန်းတကားကအပြင်ကနေတောခတ်ထားသလိုလုံးဝဖွင့်လို့မရတော့ပါဘူးအဲ့ဒီအချိန်မှာပဲကဒင်အောက်ကနေအေးစိမ့်စိမ့်လက်တစ်ဖက်ကထပ်အောင်ရဲ့ခြေချင်းဝတ်ကိုဖမ်းညစ်လိုက်ပါတယ်သူတို့အားလုံးဟာအပြင်ကိုလုံးဝထွက်လို့မရတော့တဲ့ဒီမော်ဝင်ခန်းထဲမှာဝိညာဉ်တစ်ခုရဲ့ကစားပေါ်တွေဖြစ်သွားရတော့မှလားဆိုတာကိုအပိုင်း3မှာတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပါဦးနော်